နေပူပူမာကြုံရလုံးလုံးတဲ့ပေတာရင်မစူပြေတိတာသမီးတွေတွေ့ဝမ်းစာရှာဖွေအိမ်ပြန်ပေးမျက်နှာငွေစန္ဒာလာမင်းကြီးရဲ့ပမာနှစ်တွင်ကြာလာအကြရသိမရဲ့ရှိနေမကြမ်းမကျူချာမိသားစုတွေမပြုံးနိုင်မရင်းနိုင်ငွေစရာအပေးမျက်နှာရောင်စင်ပြမှာတွန်းလင်းတော်မူပြအခုလူချေမှာအဖေအမရှိတော့ပါမျက်ရည်တလဲလဲကျွန်တော်ဝမ်းနဲ့ဆိုင်ကိုထပ်တူပါဖေးရွာဆုံးဖျားနဲ့တောင်းမှာကျွန်တော်ဟာလေးပေးတော့တောင်းစုချွေမိုးတွေညို့လို့လာအဖေအရာစီလာရင်နဲ့စွန်နေကအဖေမရှိတဲ့ဒီနေရာတစ်ချိန်နာမိသားစုဘဝတွေခုနေကတွန်းတလို့မရပြီ